မန္တလေးမြို့ရဲ့အနီးနားကအမရပူရမှာတည်ရှိတဲ့တောင်တမန်အင်းဟာမြန်မာနိုင်ငံရဲ့အထင်ကြီးနေရာတစ်ခုဖြစ်ပြီးတဘာဝအလှတရားတွေနဲ့ပြည့်စုံတဲ့နေရာတစ်ခုပါနေဝင်စည်းစာအလှနဲ့တောင်တမန်အင်းတောင်တမန်အင်းရဲ့အလှပဟာနေထွက်ချိန်နဲ့နေဝင်ချိန်တွေမှာအထင်ရှားဆုံးပေါ်လွင်ပါတယ်အထူးသဖြင့်နေဝင်စည်းစာအချိန်ဆိုရင်ကောင်းကင်တစ်ခုလုံးရွှေအိုရောင်လိမ္မော်ရောင်ပန်းရောင်စတဲ့အယောင်မျိုးစုံနဲ့ပကြီးကားတစ်ချက်လိုလှပနေတတ်ပါတယ်အဲ့ဒီလိုအချိန်မှာအင်းရေပြင်ပေါ်ကိုနေရောင်ကြီးတွေကြားရောက်ပြီးရောင်ပြန်ဟပ်နေတာဟာတကယ်ကိုရင်သက်ရှုမောစရာကောင်းပါတယ်။နှစ်ပေါင်းစုံတို့အုပ်စုဖွဲ့ပြန်တန်းနေကြတာ။တောင်တမန်အင်းရဲ့ကြက်တရေကိုပိုပြီးပြည့်စုံစေတာကတော့အင်းကိုဖျက်ကျော်ပြီးတိဆောက်ထားတဲ့ဥပိန်တရားပဲဖြစ်ပါတယ်။ကမ္ဘာအရှိဆုံးကျွန်းသားတရားဖြစ်တဲ့ဥပိန်တရားပေါ်ကနေနေဝင်စည်းစာကိုရှုစားရတာဟာဘယ်အရာနဲ့မှမလဲနိုင်တဲ့အလှတစ်မျိုးပါပဲ။တရားပေါ်မှာလမ်းလျှောက်နေကြတဲ့သူတွေဓာတ်ပုံရိုက်နေကြတဲ့သူတွေတရားအောက်ကနေလင်ငယ်လေးတွေနဲ့လက်ပဲကြည့်ရှုနေကြတဲ့သူတွေဟာတောင်တမန်အင်းရဲ့တဘာဝအလှတရားနဲ့ပေါင်းဆက်ပြီးအသက်ဝင်လှုပ်ရှားနေတဲ့ပကြီးကားတစ်ချက်လိုပါပဲတိတ်ဆိတ်ငြိမ်းချမ်းမှုတောင်တမန်အင်းဟာလာရောက်လည်ပတ်သူတွေကိုစိတ်အေးချမ်းသာမှုနဲ့တိတ်ဆိတ်ငြိမ်းချမ်းမှုကိုပေးစွမ်းနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်မြို့ပြရဲ့စူညံတန်တွေကနေခဏတာရှောင်ရှားပြီးတဘာဝရဲ့အလှတရားတွေကြားမှာစိတ်လက်အပန်းဖြည့်အနားယူခြင်းသူတွေအတွက်အကောင်းဆုံးနေရာတစ်ခုပါပဲဒီလိုမြင်ကွင်းလှလှလေးတွေနဲ့အတူတောင်တမန်အင်းရဲ့ထိမိပြောင်မြောက်တဲ့တဘာဝအလှတရားကိုမြင်အောင်ခံစားမိတယ်မလား